အားလုံးမင်္ဂလာပါဒီနေ့သင်ပေးမယ့်သင်ခန်းစာလေးကတော့အမတို့ဒီ Sharon pattern ဆိုတဲ့ဇာတ်လေးပဲဖြစ်တယ်ဒီဇာတ်လေးက ready made cycle ထုတ်ဖို့အတွက်လာသားနေပြီးတော့12နှစ်အထိကလေးဝတ်ကိုတိုင်းတွေကိုပြပေးထားတဲ့ဇာတ်လေးဖြစ်တယ်ဒီဇာတ်လေးကအရေးကြီးတယ်ဒီဇာတ်လေးကို notes လေးထုတ်ရင်ထုတ် print လေးထုတ်ရင်ထုတ်ပေါ့နော်တခုခုလောက်ထားပေးပေါ့နော် okay အဲ့ဆိုရင်အမတို့ဒီဇာတ်လေးကိုစပြီးတော့ရှင်းမယ်ဒီဇာတ်ထိပ်မှာပါတဲ့ baby 1 2 3 4 5 6 7 8 9 10 11 12ဆိုတာတော့မတို့ဒါကလေးရဲ့အသက်တွေဖြစ်တယ် baby ဆိုတာကြတော့ကလေးဝတ်လသားရွယ်တွေကိုပြောတာသူကကြတော့4လသား6လသားရွယ်ဝတ်တွေနဲ့ဆိုရင်ပို့ပြီးတော့တင်တော်တယ်အင်ကြီးကက်ကနေပြီးကိုရီနောက်ပိုင်းအင်ကြီးကက်ကိုသေးတာပေါ့နော်ခြုံတာရှဲတာကြတော့အမပတ်တန်ထွက်လာတဲ့အချိန်ကျရင်ပတ်တန်ကစားတာတွေပြပြပေးသွားမယ်လက်တလုံးမှတ်ထားမှာကြတော့အမတို့ဒီလသားဆိုလို့ရှိရင်4လသား6လသားရွယ်ဝတ်နဲ့တင်တော်တယ်ပေါ့နော်ဒီကနေ cycle လေးထွက်လာလို့ရှင်ဒီဘက်ကဘတ်ဆိုတာကြတော့အမတို့ရှင် weight ဆိုတာကခါ hip ဆိုတာကတင်ဘတ် weight length ဆိုတာကကလေးရဲ့ကုတ်ခါကုတ်ကနေပြီးတော့ခါအထိအတိုင်းကိုပြောတာဒီမှာတစ်ချက်ကြည့်ရင်အပေါ်ပိုင်းမှာမတို့အသက်တွေမှာ baby 1 2 3 4 5 6 7 8 9 10ပေါ့နော်10နှစ်ထိမှာဆိုလို့ရှိရင်အမတို့အောက်မှာ man woman ဆိုပြီးတော့မရေးထားဘူးဘာမှမရေးထားအောင်เนาะဒီဘက်မှာဆိုရင်17စနစ်မှာဆိုရင် man ရယ် woman ရယ် man ရယ် woman ဆိုပြီးတော့ပေးထားတယ်အဲ့ဒါဘာလဲဆိုတော့အမတို့ကဒီလာသားရွယ်ဝတ်ကနေစပြီး10နှစ်ထိဆိုလို့ရှိရင်စိုက်ကတ်တွေထုတ်တဲ့အခါမှာအင်ကြီးကပ်ဘောင်းမီကပ်လက်ကပ်ဆိုပြီးတော့3ကပ်ထုတ်တယ်ပေါ့နော်အဲ့ဒီမှာလာသားဆိုလဲလာသားရဲ့အရှိခံအင်ကြီးကပ်ဘောင်းမီကပ်လက်ကပ်ဆိုပြီးတော့3ကပ်ထွက်တယ်တစ်နှစ်ဆိုလဲတစ်နှစ်ရဲ့အရှိခံကပ်အရှိခံဘောင်းမီကပ်အင်ကြီးကပ်လက်ကပ်ဆိုပြီးတော့3ကပ်ထွက်တယ်ပေါ့နော်အဲ့တော့မတို့ကဒီလာသားနေပြီးတော့10နှစ်ထိကအရှိခံကတ်တွေကနေပြီးတော့ဒီဇိုင်းတွေပွားသွားမှာဥမာမိန်းကလေးကဝင်လေးရှုံမလားယောက်ျားလေးရှမ်းကြီးလေးရှုံမလားအဲ့လိုမျိုးအားလုံးကိုအရှိခံကတ်ကနေပဲမတို့ကသွားတာအဲ့တော့ကိုကယောက်ျားလေးရှမ်းကြီးချုပ်ချင်တာပဲဖြစ်ဖြစ်မိန်းကလေးအတွက်ကဝင်လေးချုပ်ချင်တာပဲဖြစ်ဖြစ်ဒီအရှိခံကတ်လေးတကတ်ထဲကနေပဲဥပမာ10နှစ်ဆိုလဲ10နှစ်ရဲ့ site ကတ်လေးနဲ့ပဲအရှိခံကတ်လေးပေါ်မူတည်ပြီးတော့ယောက်ျားလေးအင်ကြီးလည်းဒီဇိုင်းပွားရှုပ်လို့ရတယ်မိန်းကလေးအင်ကြီးလည်းဒီဇိုင်းပွားရှုပ်လို့ရတယ်12နှစ်မှာကြာအဲ့လိုမရတော့ဘူးဘာလို့လဲဆိုတော့ယောက်ျားလေးမိန်းကလေးကရင်လေးတင်လေးစပြီးဖွံ့ဖြိုးလာပြီဥပမာဆိုအတိုင်းနေမတူတော့ဘူးပေါ့နော်ဒီမှာတင်ဆိုလို့ရှိရင်17နှစ်မှာဆိုလို့ရှိရင်ဒီယောက်ျားလေးမိန်းကလေးတင်လေးကိုကွဲသွားပြီတွေ့လားယောက်ျားလေးက81မိန်းကလေးက82နှစ်မှာကြာအကုန်ကွဲတယ်ရင်ခါတင်အကုန်ကွဲတယ်အောက်ကဂုတ်ခါကတော့မကွဲဘူးအတူတူပဲเนาะဒီဘက်17မှာလည်းအတူတူပဲအဲ့လိုလေးစပြီးတော့ကွဲသွားပြီဖြစ်တဲ့အတွက်အမတို့ကယောက်ျားလေးတွဲချုပ်မယ်ဆိုဒီယောက်ျားလေးကတ်ကိုပဲသုံးပြီးရှုပ်ရမယ်မိန်းကလေးတွဲချုပ်မယ်ဆိုရင်မိန်းကလေးကတ်ကိုသုံးပြီးတော့ရှုပ်ရမယ်အဲ့လိုသဘောမျိုးเนาะဒီမှာကျတော့လာသားနေပြီးတော့10နှစ်ထိကကျတော့အမတို့ယောက်ျားလေးကတ်မိန်းကလေးကတ်ဆိုပြီးတော့မရှိဘူးအရှိခံကတ်တကတ်တွေပဲရှိရဲအဲ့ဒီကနေမှယောက်ျားလေးတွဲချုပ်ခြင်းလည်းအဲ့ဒီအရှိခံကတ်ကိုပဲယူသုံးမယ်မိန်းကလေးတွဲချုပ်ခြင်းလည်းအဲ့ဒီအရှိခံကတ်ကိုပဲယူသုံးမယ်အဲ့ဆိုနားလည်မယ်เนาะโอเคအဲ့ဆိုရင်အမတို့စပြီးတော့ပြောမယ်လာသားရဲ့ရင်ကိုလိုချင်တယ်ဆိုရင်ဥပမာအမတို့ဒီမှာလာသား baby နဲ့ဒီရင်နဲ့စုံတဲ့နေရာ46က baby ရဲ့ရင် baby နဲ့ခါနဲ့စုံတဲ့နေရာဒီ46က baby ရဲ့ခါရမယ်နော် baby နဲ့တင်နဲ့စုံတဲ့နေရာ46က baby ရဲ့တင် baby နဲ့ဂုတ်ခါနဲ့စုံတဲ့နေရာ18က baby ရဲ့ဂုတ်ခါအဲ့ဆိုသဘောပေါက်မယ်နော်မတို့ကအခုဥပမာတစ်နှစ်အတွက်ဆိုလို့ရှိရင်လည်းဒီရင်နဲ့တစ်နှစ်နဲ့စုံတဲ့နေရာဒီ90ကတစ်နှစ်ရဲ့ရင်တစ်နှစ်နဲ့ခါနဲ့စုံတဲ့နေရာကတစ်နှစ်ရဲ့ခါတစ်နှစ်နဲ့တင်နဲ့စုံတဲ့နေရာတစ်နှစ်ရဲ့တင်တစ်နှစ်နဲ့ဂုတ်ခါနဲ့စုံတဲ့နေရာတစ်နှစ်ရဲ့ဂုတ်ခါနားလည်မယ်နော်အဲ့ဒါဆိုရင်အမတို့17နှစ်12နှစ်ကိုသွားကြည့်အောင်17နှစ်မှာဆိုလို့ရှိရင်ဒါ man နဲ့ woman နဲ့ကွာသွားပြီပေါ့နော်ယောက်ျားလေးရဲ့ရင်ဆိုလို့ရှိရင်ဒါယောက်ျားလေးရဲ့ရင်80နော်17နှစ်ရဲ့ယောက်ျားလေးရင်က80 17နှစ်ယောက်ျားလေးခါ60နှစ်17နှစ်ယောက်ျားလေးတင်81 17နှစ်ယောက်ျားလေးရဲ့ကုတ်ခါ31ရမယ်နော်17နှစ်မိန်းကလေးရဲ့ရင်80ခါ60နှစ်တင်80နှစ် hip က31
ရမယ်နော်12နှစ်မှာဆိုလဲအဲ့လိုပဲဒီမန်းဆိုရင်သူမန်းနဲ့ဒီဘက်ကဒီရင်နဲ့စုံတဲ့နေရာနော်အဲ့ဒါသူ့ရဲ့ရင်ယောက်ျားလေးရဲ့ရင်ဒါဆိုမတို့ဒီစရာလေးအကုန်လုံးကိုနားလည်မယ်နော်ဒါလေးကိုနားလည်သွားပြီဆိုလို့ရှင်ရင်အင်ကြီးကဘောင်းမီကလက်ကတ်တွေစဆွဲဖို့အတွက်ပုံသင်နည်းပါတယ်အောက်ကဒီအင်ကြီးကဆွဲရန်ပုံသင်နည်းစရာရဲ့လက်ကတ်ဆွဲရန်ပုံသင်နည်းစရာဘောင်းမီကဆွဲရန်ပုံသင်နည်းစရာဒီစရာ၃ခုလေးကိုဆက်ပြီးတော့ရှင်းပေးသွားမယ်နော်အင်ကြီးကစဆွဲမယ်ပေါ့နော်အင်ကြီးကဆွဲမယ်ဆိုရင်အင်ကြီးကဆွဲရန်ပုံသင်နည်းစရာလေးကိုအရင်ကြည့်မယ်ဒီအင်ကြီးကဆွဲရန်ပုံသင်နည်းမှာမတို့ပုံသင်နည်းက၄ခုပေးရတယ်အဲ့ဒါကိုကိုယ့်ရဲ့နှုတ်စာအုပ်ထဲမှာစာရွက်ထဲမှာအရင်ဆုံးရှာရေးလိုက်မယ်ကိုကလသားရွယ်ဝေကတ်ကိုစဆွဲမှာဆိုရင်လသားလို့ခေါင်းစဉ်လေးတက်ပြီးတော့ရင်1ပုံသင်နည်းကူးရေးမယ် b by 2 plus 7နံပါတ်2ပုံသင်နည်း b by 4နံပါတ်3ပုံသင်နည်း b by 20 plus 2.5နံပါတ်4ပုံသင်နည်း bwmလာသားကိုစဆွဲမှာဖြစ်တဲ့အတွက်လာသားရဲ့ b နေရာမှာ b ဆိုတာရင်ပေါ့နော်ရင်နေရာမှာလာသားရဲ့ရင်ကိုအစားသွင်းပြီးတော့တွက်ရမယ်လာသားရဲ့ရင်ကဒီမှာမတို့46စောနာရှင်းပြတာเนาะအဲ့ဒီ46ကိုအစားသွင်းပြီးတွက်မယ်46အစား2အပေါင်း9ညီမချင်း46အစား4ညီမချင်း46အစား20အပေါင်း 2.5 ညီမချင်း bwfမလာသားရဲ့ BWS 18အဲဒီ18လေးကိုရေးထားလိုက်မယ်ဒါတွေကိုမတို့ calculator နဲ့နှိပ်ပြီးတော့ရှာလိုက်မယ်သူရှာလို့ရတဲ့အဖြေကနံပါတ်1ပုံသင်နည်းက30ရတယ်နံပါတ်2က 17.5 နံပါတ်3က 4.8 နံပါတ်4ကတော့ BWS 18ပေါ့နော်အဲ့တိုင်းပဲဒါကလာသားရွယ်ဝဲအတွက်ဖဲမတို့ကရှာထားတာတကယ်လို့ကိုက12နှစ်အထိတွက်မယ်ဆိုလို့ရှိရင်လည်းဒီနေရာမှာရင်လေးပဲ꿰သွားမှာเนาะရင်နဲ့ BWF ပဲ꿰သွားမှာဥပမာတစ်နှစ်အတွက်ဆိုလို့ရှိရင်ရင်က50တစ်နှစ်ရဲ့ရင်50ကိုဒီမှာအစားသွင်းပြီးတော့တက်သွားမယ်เนาะပြီးရင် BWN နေရာမှာ19ဖြစ်သွားမယ်ရမယ်เนาะအဲ့ဒါဆိုရင်မတို့17နှစ်ပေါ့ဒီမှာ17နှစ်ရဲ့ယောက်ျားလေးအတွက်ဆိုလို့ရှိရင်ရင်နေရာမှာ80ကိုအစားသွင်းပြီးတော့တက်သွားမယ်နော် BWN နေရာမှာ31ကိုအစားသွင်းပြီးတွက်သွားမယ်ဒီမှာ17နှစ်ရဲ့ main ကလေးဆိုလို့ရှိရင်အတူတူပဲတွေ့လား80 31တူနေတဲ့အတွက်သူတို့နှစ်ခုပေါင်းမှာအင်ကြီးကတ်က basic ကတ်ကတကတ်ပဲထွက်မယ်ယောက်ျားလေးက main ကလေးကတ်ဆိုပြီးမကွဲဘူးအင်ကြီးမှာသူတို့17နှစ်မှာတကတ်ပဲထွက်မယ်နော်အဲ့ဒါလေးသိထားမယ်12နှစ်မှာမတို့ဒီမှာယောက်ျားလေးက82 BWL က33နော် main ကလေးက83 BWL ကတော့33ပဲဒါပေမဲ့ဒီမှာရှင်မှာ꿰သွားပြီ82နဲ့83ဆိုတဲ့အတွက်သူကကတ်လေးကနှစ်ကတ်ထွက်မယ်ယောက်ျားလေးရမယ်နော်အဲ့ဒါလေးကိုသိထားမယ်ဒါပေမဲ့ဒီမှာကိုက12နှစ်ထိထုတ်ရှင်နေဆိုလို့ရှိရင်နှုတ်စာအုပ်လေးထဲမှာ12နှစ်ထိဒီလိုမျိုးပုံသင်နည်းတွေကိုအခုတစ်နှစ်ဆိုလဲတစ်နှစ်ဆိုပြီးတော့ခေါင်းစဉ်တက်မလာသားဆိုလာသားတက်ထားတယ်တစ်နှစ်ဆိုတစ်နှစ်အတွက်ခေါင်းစဉ်တက်ပြီးပုံသင်နည်းရှာရေး calculator နဲ့နှိပ်ပြီးတော့အဖြေထုတ်ထားမယ်ဘယ်ထိလဲဆိုရင်မတို့ဒီမှာ baby ကနေပြီးတော့မှဒီ12နှစ်ထိကိုထုတ်ထားပေးမယ်ရမယ်နော်အဲ့ဒါပြီးသွားရင်မတို့ဒီနံပါတ်2လက်ကတ်ပုံသင်နည်းကိုသွားမယ်လက်ကတ်မှာကြတော့အဓိက AH ဆိုတာဂျိုင်း AH ဆိုတာဂျိုင်း FAH ဆိုတာကြတော့မတို့ဒါရှေ့ဂျိုင်း BH ဆိုတာကြနောက်ဂျိုင်းဂျိုင်းနေရကြတော့ဒီမှာတစ်ချက်ကြည့်မယ်ဇယားမှာပေးထားလားဆိုတော့မပေးထားဘူးမတို့ဂျိုင်းတက်မိုးဝင်เนาะအဲ့ဒီအတွက်ဂျိုင်းကိုလိုချင်လို့ရှိရင်မတို့ကဒီအင်ကြီးကတ်ကြီးထွက်လာမှသာရှေ့ဂျိုင်းနောက်ဂျိုင်းတွေကိုသိရမှာအဲ့တော့ဒီဇယားလေးကိုမရှင်းတော့ကြော်သွားမယ်အင်ကြီးကတ်ထွက်ပြီးမှပဲလက်စဆွဲတဲ့ချိန်ကျမှဒီဇယားလေးကိုပြန်သုံးမယ်လောဆယ်ကြော်သွားလိုက်မယ်เนาะဘောင်းမီကတ်ဆွဲရန်ပုံသင်နည်းကိုသွားမယ်နံပါတ်4ဇယားလေးပေါ့เนาะဒီဘောင်းမီကတ်ဆွဲရင်ပုံသင်နည်းကိုသွားမယ်အဲ့ဒီမှာဆိုလဲဘောင်းမီကတ်ဆိုတော့ခလေးအတွက်ဆိုတော့မတို့ကလာသားဆိုရင်လာသားဆိုရဲကောင်းစင်နဲ့ပဲသွားမယ်ပေါ့နော်လာသားရဲ့ဒီမှာတင်နေရ H တင်ကကြတော့ဘယ်လောက်ရှိမလဲဆိုတော့တင်ကလာသားရဲ့တင်ကဒီမှာ40နဲ့ရှောက်နော်40နဲ့ရှောက်ဆိုတဲ့အတွက်မတို့ကဒီမှာလဲ40ရှောက်အစားသွင်းလိုက်ပြီပေါ့နော်40ရှောက်အစား4အပေါင်း5နော်40ရှောက်အစား4အပေါင်း3ဆိုပြီးတော့ရှာလိုက်မယ်
6.5 ရတယ်နံပါတ်2ပုံသင်နည်းကကြတော့14.5 ရတယ်ဒါကဘာအတွက်လဲဆိုမှတို့လတာအတွက်အဲ့လိုပဲတစ်နှစ်ဆိုရင်1လို့ခေါင်းစဉ်တက်ပြီးရင်အင်ကြီးကတ်ဆိုရင်အင်ကြီးကတ်လို့ခေါင်းစဉ်တက်အင်ကြီးကတ်ဆိုပြီးတော့ပုံသင်နည်းရေ1နှစ်3 4မှာပြောသလိုရှာထားပေးမယ်ပြီးရင်ဘောင်းမီကတ်ဆိုလို့ရှိရင်လည်းဘောင်းမီကတ်လို့ရေးမယ်ရေးပြီးွားရင်သူ့မှာပါတဲ့ပုံသင်နည်းတိုင်း1နှစ်အဲ့ဒါလေးကိုမတို့လောက်ထားပေးမယ်အဆုံးကဇရာဒီတစ်ခုနဲ့ဒီတစ်ခုကိုသွားမယ်နော်အဲ့ဒီမှာပေးထားတာတွေကတော့မတို့လက်အသက်ရယ်လက်ရှိရယ်အသက်က baby 1 2 3 4 5 6 7 8 9 10 11 12เนาะပေးထားတယ်ဒီမှာလက်ရှိတွေက14 16အကုန်ပေးထားရပါတော့เนาะအဲ့ဒီမှာအမတို့ကဘယ်လိုသွားမလဲဆိုတော့ဥပမာဒီရှေ့မှာ1နှစ် baby ရဲ့လက်ရှိက14 1ရဲ့လက်ရှိက16အဲ့ဒီပုံစံနဲ့သွားမယ်เนาะ2ရဲ့လက်ရှိ20 3ရဲ့လက်ရှိ22 4ရဲ့လက်ရှိ30 5ရဲ့လက်ရှိ32 6ရဲ့လက်ရှိ38 9ရဲ့လက်ရှိ40 10ရဲ့လက်ရှိ42 9ရဲ့လက်ရှိ50 10ရဲ့လက်ရှိ52 11ရဲ့လက်ရှိ54 12ရဲ့လက်ရှိ56အဲ့ဒါဆိုရင်ဒီဇာတ်လေးကိုနားလည်မယ်နော်။ तू ကဘာကိုပြောတာလဲဆိုအမားတို့ကလက်ကတ်တွေဆွဲတဲ့အချိန်မှာလက်တိုလေးတွေပဲဆွဲကြတာ။ready made basic ကတ်လေးရာကြတော့အမားတို့လက်တိုလေးတွေပဲဆွဲတယ်။ကတ်ထုတ်ရတာပတ်တန်ကြီးရမ်းကြီးမှဆိုရဲအတွက်အမားတို့ကဒီလိုအင်ကြီးလက်အတိုလေးတွေပဲဆွဲရပါတော့။ဒီကနေဒီချင်းအဲ့ဒီမှာတချို့တွေကကြတော့သင်တန်းသားတွေကပြောကြပါတော့။တီချာရေလက်ရှည်လောက်ရှင်ဘယ်လောက်လောက်ရမလဲအဲ့လိုမျိုးမေးတာများတဲ့အတွက်အမကဒီလက်ရှည်တိုင်းလေးတွေပါပေးထားတာလက်ရှည်ဆိုတာအမတို့ပခုံးကနေခလီရဲ့လက်ရှည်ပေါ့နော်လက်ရှည်ကိုဒီကနေဒီစီအကွာဝေးပေါ့ပြောမယ်ဆိုရင်ခလီရဲ့ဒါလက်ရှည်လေးပေါ့နော်ခလီရဲ့လက်ရှည်လေးကိုပြောတာအဲ့တော့လက်တိုပြီးရင်ဒါ basic ကနေပြီးတော့လက်ရှည်ကိုဘယ်လိုသွားလဲဆိုတာအမနောက်မှဆက်ပြီးတော့ရှင်းပြပေးမယ်လောလောဆယ်မှတ်ထားမှာဒါခလေးရဲ့ပခုံးကနေပြီးတော့လက်ရှည်ကိုပြောတာလက်တိုလည်းမဟုတ်ဘူးလက်စကလည်းမဟုတ်ဘူးလက်ရှည်ကိုပြောတာအဲ့ဒါဆိုရင်ဒီဇာတ်လေးကိုနားလည်မယ်နော်မတို့အောက်ကဇာတ်လေးကိုသွားမယ်ဒီအပေါ်ပိုင်းကအသက်တွေခလေးရဲ့အသက်တွေ baby 1 2 3 4 5 6 7 8 9 10 11 12အဲ့ဒါတွေကခလေးရဲ့အသက်တွေပြီးတော့သူ့ရဲ့အောက်ကဘောင်းမိအရှိ basic ကမှာကြတော့မတို့ဘောင်းမိတိုပဲဆွဲနေပဲတင်မှာအဲ့ဒီမှာမှကိုကခလေးအသက်ရွယ်လိုက်ဥမာ ready made ထုတ်ရှင်တဲ့အရှိမသိဘူးပေါ့ဘောင်းမိရှည်လေးထုတ်ရှင်တာတီရှယ်ရေးဆိုပြီးတော့ဒါအမေးများလို့အမဘောင်းမိရှည်လေးလည်းထည့်ထားပေးတာကိုက ready made ထုတ်ရှင်နေဆိုရင်အတိုင်းနေမသိမှာဆိုလို့ပေါ့နော်ဒါဘောင်းမိရှည်ရဲ့အတိုင်းနေဘောင်းမီအတူဘောင်းမီဒူးလောက်တွေအဲ့ဒါတွေကကြတော့ဘယ်လိုသွားမလဲဆိုတော့နောက်မှဆက်ရှင်းပြမယ်နော် basically ကဘောင်းမီဒူလေးထွက်မယ်အဲ့ဒါအောင်မှကိုကတကယ်လို့ဘောင်းမီရှည်ချုပ်ချင်နေဆိုရင်ဒီဇာတ်လေးအတိုင်းပဲအစားသွင်းတော့သွားရုံပဲအခုလာတာဆိုရင်လာတာရဲ့ရှည်က32တနေ့ရဲ့ရှည်က34နှစ်နေ့ရဲ့ရှည်က38 3နေ့ရဲ့ရှည်က48 4နေ့ရဲ့ရှည်51 5နေ့ရဲ့ရှည်54 6နေ့ရဲ့ရှည်59 9နေ့ရဲ့ရှည်69စသဖြင့်ပေါ့နော်17နှစ်12နှစ်မှာကြတော့မတို့ပြောရတယ်ယောက်ျားလေးကနဲ့ main ကလေးကရှိရဆိုပြီးတော့အတိုင်းပဲယောက်ျားလေးဖြစ်ဖြစ် main ကလေးဖြစ်ဖြစ်အရှိကတော့ဒီအရှိပဲယူသုံးမယ်เนาะရမယ်เนาะအဲ့ဒါဆိုရင်ဒီဒုတိယ notes မှာရှိတယ်ပေါ့เนาะအမတို့ဇာတ်တွေ1 2 3 4 ရှောက်ပေါ့เนาะဇာတ်6ခုလုံးကိုနားလည်မယ်လို့ထင်ပါတယ်တကယ်လို့နားမလဲဘူးထပ်ပြီးတော့သိချင်တာလေးရှိလို့ရှိရင်လည်း comment မှာမေးသွားလို့ရပါတယ်ဒါဆိုရင်အမတို့ဒီနေ့ဒါလေးနားလည်သွားပြီဆိုလို့ရှိရင်နောက်ဗီဒီယိုမှာအင်ကြီးကတ်ဆွဲမယ်ပတ်တန်လေးကိုစပြီးတော့သင်ပေးမှာဖြစ်ပါတယ်အမရဲ့ page လေးကိုစိတ်ဝင်စားရဆိုလို့ရှိရင် like and follow လေးလုပ်ပြီးတော့စောင့်ကြည့်ပေးလို့ရပါတယ်ကိုကကလေးဝစ်ကိုအခုမှစတင်မဲ့သူတွေပေါ့နော်စတင်မဲ့သူတွေလုံးဝမချုပ်တတ်သေးဘူးဆိုတဲ့သူတွေပြီးတော့တချို့ဆိုလို့ရှိရင်လက်မနီနဲ့ကျွမ်းတယ်ဒါပေမဲ့စင်တီမီတာကိုလုံးဝမကိုင်းတတ်သေးဘူးဆိုတဲ့သူတွေအတွက်အမပေတံကိုင်းနီးပေတံ3ရက်စာအသေးစိတ်ရှင်းပြသွားမှာဖြစ်လို့လိုက်ပြီးတော့လေးလာပေးပေါ့နော်ကိုကလေးလာခြင်းနဲ့ဆိုလိုက်ပြီးလေးလာပေးလို့ရပါတယ်အားလုံးဗီဒီယိုဆုံးတဲ့ကြည့်ပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်အားလုံးပဲတတာ